Hello မင်္ဂလာပါရှင်ဒီနေ့ကြုံခဲ့ရတဲ့ຢာလေးတစ်ခုကိုနော်ရ share လုပ်ပေးမှာပဲဖြစ်ပါတယ်ဒီနေ့ကဒီနေ့သိပ်မကောင်းတော့ပေါ့နော်အတန်သွေးရနည်းနည်းလေးတော့အဆင်မပြေဖြစ်သွားတယ် share လေးလုပ်ပေးဖြစ်မှာတော့ဒီနေ့ပေါ့နော်ဟိုတနေ့တော့ဈေးတစ်ခုသွားဝယ်ရင်းနေပေါ့နော်ဈေးတစ်ခုသွားဝယ်ရင်းနေအဲ့ဒီဆိုင်ကတပုတ်တန်လိုအဲ့လိုကိုကသွားဝယ်ခဲ့တာပေါ့နော်သွားဝယ်ခဲ့ရင်းနေပေါ့နော်အဲ့ဒါပေါ့နော်ဆိုင်ကိုမေးလိုက်တယ်ပေါ့နော်တပုတ်တန်ရှိလားပေါ့တပုတ်တန်ရှိလားဆိုတော့အဲ့ဒီဆိုင်ကလေဆိုင်မှာလာဝယ်တဲ့ customer တယောက်ကိုနဲ့အဲ့ဒီအမနဲ့တိတ်ပြီးတော့ရင်းနှီးတယ်လို့လည်းမဟုတ်ဘူးပေါ့နော်အဲ့ဟာနဲ့ तू ကဘယ်လိုစလိုက်လဲဆိုတော့လေ သူပြောလိုက်တာနည်းနည်းလေးတော့ရိုင်းနေလို့တော့ထင်တယ်ပေါ့နော်ကတော့နော်သူပြောလိုက်တာသူ့ရဲ့လိန်သူကတိတယ်မလားဟဲ့နိဟာကကြီးတော့တဲ့တပုတ်တက်ကြီးယူပါပေါ့တဲ့အဲ့ဒါလေးကိုတိတယ်မလားပြောပြလိုက်မိတယ်အမှန်တော့သူကိုစတာမကြိုက်ဘူးကွာတိတယ်ဒါပေမဲ့ကိုကပြုံးပြလိုက်မိတယ်ပေါ့နော်အဲ့ဒါနဲ့ဝယ်စရာရှိရဝယ်ပြီးပြန်လာလိုက်တယ်ပြန်လာလိုက်တော့မရတော့ဘူးလို့အဲ့ထဲပြန်ရတော့တိလားကိုငါ့ကိုလို့စဉ်းစားလိုက်တယ်အော်ငါ့ကိုလို့ငါမကြိုက်တာဘူးငါအလောက်ခံလိုက်ရတယ်ဆိုတဲ့စိတ်ကလေရှိတယ်တိလားပြန်ပြောချင်တယ်အဲ့ဒီချိန်မှာပြန်ပြောချင်တော့ဘောနော်သွားလိုက်တယ်သွားတော့ဘောနော်သွားတော့ဘောဝဲစရာခုခုရှိသလိုမျိုးသွားလိုက်တယ်ဘောနော်အဲ့ဒါနဲ့သူနဲ့သူ့တော့ပြောလိုက်တယ်စစပိုင်းကတော့အော်တခုတော့ပြောမယ်နော်တော့စိတ်မဆိုးနဲ့လို့တော့ဒီမစတာမကြိုက်ဘူးလို့နောက်တစ်ခါဆိုမစနဲ့ပေါ့အဲ့တော့သူ့တော့ပြောလိုက်တယ်တိတယ်မလားကိုအဲ့ဒီအချိန်မှာပြောချင်စောကလည်းလောနေတယ်ပြောလဲပြောချင်နေတော့တိတယ်မလားစစပိုင်းကသူ့ communicate လုပ်တာနည်းနည်းလေးတော့နူးညံ့ပေမဲ့နောက်ပိုင်းကျတော့တိတယ်မလားနည်းနည်းလေးတော့ရှင်းတယ်လို့တော့ဖြစ်သွားဘူးရိုင်းတယ်လို့တော့ဖြစ်တယ်ပြီးတော့ကိုယ့်ရွယ်ချက်ကသူတစ်ပောက်ကိုလည်းရှက်စေချင်တာမဟုတ်ဘူးအကြီးကတော့ကိုတခြားအရာတွေနဲ့စရဲဆိုတော့ကိုလက်ခံနိုင်တယ်သူစလိုက်တဲ့ຢာမစသိဘူးကွာသိတယ်မလားသူများရှိမှလည်းအော်ကြီးဟစ်ကျဲလဲကိုကမပြောချင်ဘူးအဲ့ဒီအချိန်မှာကိုလက်နေလောက်တာအော်ကိုလက်နေလောက်မိတာငါ communicate လုပ်တာပေါ့နော်သူတစ်ပါးရေးနဲ့ဆက်နွယ်တာစကားပြောစွမ်းရင်လူသေးတာပဲဒါဆိုရင်တော့ငါနောက်တစ်ခါကြိုက်တော့ပို့ပြီးတော့ကောင်းအောင်လုပ်မယ်ပေါ့အဲ့ဒီအချိန်မှာကိုကသွားပြောလိုက်တဲ့အချိန်မှာခံစားချက်လည်းပါတယ်အုံနောက်လည်းပါတယ်ဆိုတော့လေပါတယ်ဆိုတော့စကလုံးနဲ့ရွေးချယ်ဝှက်ချက်မရဘူးကောင်းမပြောလားမပြောလားတီးမခံနိုင်တော့ဘူးလေကိုကိုပြောလိုက်တယ်လေကိုကမကြိုက်တာမကြိုက်တော့ပြန်ပြောချက်လိုက်တယ်ဒါပေမဲ့နောက်တစ်ခါကြိုက်တော့ချစ်တဲ့ပူကောင်းစူးစမ်းမယ်ပေါ့နော်စကားပြောစွမ်းရင်ကိုကတော့စကားပြောစွမ်းနည်းနည်းတော့လိုအပ်နေသေးတယ်ဆိုတော့လေလမ်းလေးလုံးမိတာတော့ဒါပါပဲကိုမကြိုက်တဲ့အရာတော့အဲ့လိုမျိုးအလုံးမခံနိုင်ဘူးပေါ့နော်အဲ့မှာကိုကပြောကြည့်လိုက်တော့မှတိသွားပေါ့သူကိုကိုပြောတဲ့အချိန်ကျတော့လေကိုကသူ့ကိုဘာပြန်ပြောရမှန်းမသိဘူးပြောစရာစကားမရှိဘူးကိုကလည်းသူတစ်ပောက်အဲ့လိုမျိုးပြောတဲ့စိတ်ကပြောတဲ့အကျင့်ကမရှိဘူးဆိုတော့လေကိုမှစကလုံးတွေကမရှိဘူးထွက်မလာဘူးကွာအဲရောက်မှကိုကကိုတွေးပြီးတော့စကလုံးတွေကထွက်လာပေါ့ငါ့ကိုပြောလိုက်တယ်ငါမခံနိုင်ဘူးပေါ့အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ဒီနေ့လန်နီကတော့ဒီလောက်ပါပဲဒါကတော့တော့ရလိုက်တဲ့လန်နီတစ်ခုပေါ့နော်အဲ့လိုမျိုးပေါ့ကိုကဒါကြီးဖြစ်လို့ဒါရေးတင်ပြနေတာတော့မဟုတ်ပါဘူးဟုတ်ကြည့်ပေးချာတယောက်ချစ်စရာကြည့်စစ်တင်ပါတယ်တတပါ